တိုင်းပါဗျာဂျိုးလေးကနေမွေတွေဖြစ်မယ်ဘာတွေဖြစ်မယ်ဆိုတဲ့ပြပွဲလေးတို့ကြည့်အောင်ဗျာဒီမှာချတာဟေးဒီမှာလက်ကင်မော်လေးရှိတယ်ဗျာကျကျွန်တော်ဆရာကိုမေးစရာရှိလို့ဗျ မေးလေဗာမေးမော် ဟိုတစ်ဘက်ကဆရာပြောရလေမြေဝိုင်းနေမှာဒီကျိုးကနေမွေဖြစ်တယ်ဆိုလားဒါအွန်လိုင်းနေမော်တွေပိုင်းနဲ့လောက်တာလား မင်းရလဲကွာအောင်လန်းနေမော်တွေပါတယ်ဆိုရင်ဒီကောင်တွေဒီနေရာမှာဒီလိုမြေဝိုင်းတော်ပြမှာမဟုတ် ဟုတ် စဉ်းစားလားကျိုးကနေမွေဖြစ်စေဆိုလို့ရှိရင်ဒီကောင်တွေဒီနေရာမှာလမ်းမေးတော်မှာလာပြစားပြီးတော့အရောင်ပေးသက်စီကနေပြီးတော့ပတ်စံအေးရမြမတိုက်ဘူးတကယ်လုံးလို့ရကြည့်မွေတွေထိုင်မှန်းပြီးတော့အရောင်မွေစင်းမှာသွားရောက်မယ်ဟုတ်တယ်မလားတကယ်လုံးလို့ရရင်ပြောတာလေဟုတ်တယ်မလားစက်ကူကနေပတ်စံတွေတကယ်လုံးလို့ရလို့ရှိရင်ဘယ်ကောင်မှပြမစားအောင်အဲ့စက်ကူတွေကိုပတ်စံဖြစ်စေဆိုပြီးတော့မန်းပုတ်ပြီးတော့ဒီအောင်ကဘာမှမီလီယံနာတွေဘီလီယံနာတွေဖြစ်သွားမှာပေါ့ဒါကလှည့်ကွက်တစ်ခုဒါပေမဲ့ဒီကောင်တွေလှည့်ကွက်ကိုတော့ဆရာလည်း magician တယောက်ဖြစ်တဲ့အတွက်လူလှည့်ကွက်တွေကိုထည့်ထားတာရုပ်ရှင်ပညာလိုပဲကွာရုပ်ရှင်ဆိုတာလည်းတကယ်ဟုတ်လား မဟုတ်ရ ပြဆက်ဆိုတော့တကယ်ဟုတ်လား မဟုတ်ရ ဟုတ်တယ်မလားစိတ်ကူးရင်ဝတ္ထုရေးတဲ့စာရေးဆရာတွေရေးထားတဲ့စာပေတွေဆိုတာလည်းတကယ်ဟုတ်လား မဟုတ် စိတ်ကူးရင်ရေးထားတာဟုတ်တယ်မလားရုပ်ရှင်သမားကြီးဆိုလည်းကင်မရာရဲ့ရှေ့မှာတကယ်လို့ထင်ရအောင်အတုကိုအစ်စ်ဖြစ်အောင်သူတို့ရဲ့အမှုပညာနဲ့ဖန်တီးတာဒီလိုပဲ magic ဆိုတာလေနော်အတုကိုအစ်စ်ဖြစ်အောင်ဆရာတို့ဒါဖန်တီးတဲ့ပညာတစ်ခုဒါပေမဲ့ဒီကောင်တွေမြေဝိုင်းသမားတွေကဒါကိုအောက်လန်းလို့ထက်လန်းလို့နဲ့လုံနေကြတဲ့အတွက်ဆရာဒီနေ့ဒီပြောက်ကိုလုံပြမယ်လုံပြပြီးတော့တခါတည်းဒီ formula ကို sharing လုပ်ပေးမယ်မင်းကြိုက်လား ဟာကြိုက်တာဟောဆရာ အဲ့ဒီမှာကျိုးလေးတစ်ချောင်းရှိတယ်ကွာနောက်တချို့ကြတော့လေကွန်းရတို့ဘာတို့ကနေပြီးတော့ပိတ်သက်စီကကွန်းရလေးတွေငှားပေါ့နော်ကွန်းရလေးရနေပြီးတော့မှမွေဖြစ်အောင်တို့ဘာတို့ပြကြတာပေါ့ဒီနေ့ဆရာကတော့ဒါများသောပြင်ပြကြတဲ့ကျိုးလေးမှာဘာတွေလိုဝက်ချက်ရှိလဲခိုင်ကြီးဒီမှာဆိုလို့ရှိရင်လင်မလေးတစ်ချက်ရှိတယ်လင်မလေးရောခိုင်ကြီးဘာတွေရှိလဲဒီမှာတော့လက်ကင်မော်လေးနဲ့ထည့်ထားတဲ့ပိုက်လေးတစ်ပိုက်ရှိတာပေါ့နော်ဒီမှာတိုးချင်းပေါက်ဟိုဘက်ဒီဘက်ဘာမှမရှိဘူးအထဲမှာရှိဘာရှိလဲ ဘာမှမရှိ ဟုတ်ပြီနော်အဲ့တော့ဆရာဒီမှာသူ့ကိုဒီလိုလေးချထားလိုက်မယ်လက်ကင်မော်လေးခါပြီးဒီမှာတည်ထားလိုက်မယ်ဘာလို့လဲဆိုကျိုးလေးကိုဟုတ်ကဲ့ ရော့ဒီပိုက်ရဲ့အလဲကောင်မှာချထား လဲကောင်း ကျိုးလေးသေးကြရနော် ဟုတ်ကဲ့ဟုတ်ပြီနော်ခဏခိုင်းတာဒီမှာလေးတုံးကလေးကလည်းဒီမှာ तू ကဒိုးချင်းပေါက်ဖြစ်တဲ့အတွက်အောက်ကိုဘိုးရုပ်ပေါက်ဒီမှာကြောက်သွားတယ် ဟုတ်ကဲ့ ဟုတ်ပြီနော်ဒီမှာအုပ်ထားမယ်ပြီးတော့လက်ကင်မော်လေးနဲ့အုပ်ထားလိုက်မယ်လက်ကင်မော်လေးလည်းဘာမှမရှိဘူးနော်လက်ကင်မော်လေးအုပ်ထားလိုက်မယ်ကဲအားလုံးကြည့်မယ်ဟဲ့ဒီချာလေးကြည့်အောင်ဟဲ့ကဲလာတော့ရော့ခိုင်းတာကဲဘာကောင်ကြီးမွေဖြစ်နေပြီလားမွေဖြစ်နေပြီလားမွေဖြစ်နေပြီလားမွေဖြစ်လာတာမွေဖြစ်လာတာငါကောင်ကြီးလာတာမွေဖြစ်လာတာငါကောင်ကြီးလာတာအမလေးမတွတ်နဲ့အမလေးပေါ်ပါတွေပါဆွဲတယ်မဆွဲနဲ့ငါကောင်အမလေးဒီငါကောင်ကဲဒီမှာကျိုးကနေမွေမဖြစ်သေးဘူးကြည့်လိုက်ကျိုးလေးမြင်လား ဟုတ်ကဲ့ မြင်တယ်နော်ဟုတ်ပြီကဲရော့ခိုင်းတာဒီမှာဟာတွေ့လားကဲဒီမှာအားလုံးမြင်နေတယ်ငှက်ကလေးပြတ်သွားတယ်ဗျာဒါကတော့အခုဆရာကတော့ဒါဆရာမအိမ်မှာမွေးတာတယ်ငှက်ကလေးနဲ့ပြတာပေါ့ကွာ ဟုတ်ကဲ့ တကယ်တမ်းကျတော့ဟိုမြေဝဲသမားတွေပြတဲ့ဟာကကျတော့ဒါသူတို့ကမွေနဲ့ပြတာပေါ့နော်မွေရှိရင်လည်းဒီနေရာမှာမွေနဲ့လုံးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒီပြောက်ကလေးကိုကျွန်တော်တခါတည်းပြန်ပြီးတော့သူ့ရဲ့ formula ကို sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ formula ကိုကျွန်တော်တို့ sharing လုပ်ပေးရတဲ့အကြောင်းရင်းကလည်းဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြေဝိုင်းမှာပြနေကြတဲ့ဟိုလိုဒီလိုဆေးရောင်းကြတဲ့သူတွေအဆောင်လက်ဘွက်ရောင်းကြတဲ့သူတွေကကျွန်တော်တို့ရဲ့ဒီစစ်မှန်တဲ့ပေါ့နော် magic performance လို့ခေါ်တဲ့ဒီအမှုပညာတွေကိုယူပြီးတော့အသုံးချတယ်အသုံးချပြီးတော့စစ်မှန်သွားတဲ့အမှုပညာဆန်ဖန်ပေးတာမဟုတ်ဘူးသူတို့တွေကမော်လိုအောက်လန်းလိုကဝေလိုနဲ့ပေးသက်တွေကိုကျွန်တော်တို့ပညာကိုအထင်သေးအောင်နောက်တစ်ခါပြီးရင်အေးရမြတိုက်တယ်ဟိုတနေ့ကလမ်းကြီးပြောလို့ပေါ့ကွာကျွန်တော်စီရတယ်ကျွန်တော်အဆောင်လက်ဘွက်ပေးတယ်လကားပေးတယ်ဆိုပြီးပြီးတော့အလူခံတယ်ဟုတ်တယ်မလား1000ဆိုပြီးမြင်ပါသွားတယ်ဒါအေးရမြတိုက်တာပဲပြီးတော့ပေးသက်တွေကဒီပညာကိုအခုလိုတွေသူကလုပ်ပြတော့မော်တွေကဝေတွေအောက်လန်းတွေပါတယ်ဆိုတော့သိပ္ပံပညာကနေပြီးတော့မှကံမီရပညာတစ်ပိုင်းဖြစ်သွားကြတဲ့အယူအဆတွေဒါမြန်မာလူမျိုးတွေလွဲနေကြတာရှိရတဲ့အတွက်ဒီပြောက်ဝက်ကိုကျွန်တော်တခါတည်းအခုပေးသက်ကိုလက်တွေ့ကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်နဲ့အတူဒီပြောက်ဝက်လေးကိုကျွန်တော်ကြည့်ရအောင်ပါဒီလေးတော့ဒါငှက်ကလေးခဏခိုင်းတာကျွန်တော်ဒီပြောက်ဝက်မှာဆိုရင်ဒီကအဲ့ဒီပိုက်မှာလည်းဘာလေးဝက်ချက်မှမရှိပါဘူးရိုးရိုးပိုက်လေးတစ်ပိုက်ရှိပါတယ်ဒီဘက်မှာလည်းဒုံလေးရှိပါတယ်ရိုးရိုးဒုံလေးတစ်ချောင်းမှာဒီလင်မန်းကလည်းဘာလေးဝက်ချက်မှမပါပါဘူးရိုးရိုးလင်မန်းလေးတစ်ချောင်းပါဒါပေမဲ့အဲ့ဒီလက်ကင်မော်လေးမှာကျွန်တော်တို့ပြင်ဆင်ထားမယ့်အပိုင်းလေးတွေရှိတယ်ပေါ့နော်ကျွန်တော်ပြပေးမယ်ဒီမှာကဆိုတော့ဆုံးတော့ကကျွန်တော်တို့ဒါဖြစ်သွားတဲ့ကျိုးလေးကဒီမှာကျွန်တော်တို့ပေါ်ဝါထဲမှာပါလာတယ်နောက်တစ်ခါဒီလက်ကင်မော်နဲ့အယောင်တူပေါ့နော်အိတ်လေးတစ်အိတ်လုံးမယ်ပေါ့နော်ဒါလက်ကင်မော်တစ်ထည်ပေါ့နော်လက်ကင်မော်နဲ့အယောင်တူအိတ်လေးတစ်အိတ်ပါမယ်ဒီလက်ကင်မော်နဲ့ဒါဒီအိတ်လေးကကျတော့ကျွန်တော်တို့ကဒါပိုဖြစ်ချင်တဲ့အကောင်မွေဖြစ်ချင်မွေကိုဒီထဲမှာထည့်ငှက်ဖြစ်ချင်ငှက်ကိုဒီထဲမှာထည့်ရုံဖြစ်ချင်ရုံကိုဒီထဲမှာထည့်ဒီမှာလည်းဂျိတ်လေးပါတယ်နော်ကျွန်တော်တို့ဂျိတ်လေးနဲ့အဲဒီထဲမှာထည့်လိုက်မယ်ရောထည့်လိုက်
ကဲကျွန်တော်တို့ကအခုဒီလိုလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာရှုံကြိုးလေးပါတယ်ရှုံကြိုးလေးကိုဆွဲပြီးတော့အထုံလေးကိုဒီမှာခြိထားပြီးပုံးရဲ့နံရံမှာကျွန်တော်တို့ကတ်ပြီးတော့ချိတ်ထားလိုက်အောင်ပဲအဲ့တော့ဒီလိုချိတ်ထားရင်ကိုနံပါတ်1ဒီမှာဘာမှမမြင်ရတော့ဘူးအဲကိုဘိုးရိုးပေါက်ပြတ်သွားပြီဒါပေမဲ့ကျွန်တော်အဲ့အထုံလေးကိုပျောက်သွားအောင်ဒီလက်ကင်မွာလေးနဲ့ကျွန်တော်တို့ကအဲ့အထုံလေးကိုပုတ်ပြီးတော့ဝယ်ထားမယ်ဒီမှာလင်မန်းရှိတယ်ကျိုးရှိတယ်ပေါ့နော်ဒီပြောက်ကိုစပြီဆိုတဲ့ကြိုင်နဲ့သူတို့ကပေးသက်စီကနေ900 100 ငားတယ်သို့မဟုတ်ပေးသက်စီကနေပြီးတော့သူတို့ကျိုးလေးတွေပါလေးတွေပေါ့ကွာတချို့ဆိုလဲစက်ကူလုံးလေးတွေပါလေးပေါ့ကိုကြိုက်တာပြလို့ရတယ်ကွာရောကျိုးလေးကိုကန်ကြည့်ပေးသက်ကိုစစ်ဆေးတယ်ဒီမှာလင်မန်းပါညာပေါ့ကွာအာယုံပြောင်းတယ်ပေါ့ရောအကြည့်ဒီမှာကလည်းကျွန်တော်တို့ကလက်ကင်မွာလေးနဲ့ဒီမှာဒီထဲကိုထည့်ထားတဲ့ပုံစံလေးဖြစ်တဲ့အတွက်ဘူးရုပ်ပေါင်လေးလက်နိုင်ပြလို့ရတယ်ဒီမှာလည်းကျွန်တော်တို့ဒူးချင်းပေါက်ပုံစံမြင်နေရတယ်ဟုတ်ပြီနော်ပေးသက်ကြည့်တော့လေဒူးချင်းပေါက်ပုံစံမြင်နေရတယ်ပြီးတော့ကျွန်တော်တို့ကဒီကောင်လေးကိုကျိုးလေးပေးပါဆိုပြီးတော့ကျိုးလေးကိုသပွဲကောင်းကျွန်တော်တို့ဒါသူတို့ကတော့မြေဝိုင်းဆိုမြေကြီးပေါ်မှာချတယ်ပြီးရင်ဒီလိုအုပ်လိုက်တယ်ပြီးတဲ့အခါမှာကျွန်တော်အထက်ကနေပြီးတော့လက်ကမောင်ဆွဲဖယ်လိုက်တယ်ဟိုဘက်ဒီဘက်လှည့်ပြတယ်ပေါ့နော်အဲ့ဒီချိန်မှာဆရာတို့ကဒါပိုက်ထဲမှာအကောင်တုံလေးရရှိမယ်ပေါ့နော်ဒါကဒီမှာဝိတ်ထုပ်တွေမှာအကောင်လေးရှိနေတယ်ဒီနေရာမှာကိုကြိုက်တဲ့ကောင်ထားပေါ့နော်ယူပြီးတော့ပုံဝါလေးနဲ့အုပ်လိုက်မယ်အုပ်လိုက်ပြီးတဲ့အခါကျတော့မှကျွန်တော်တို့ဒီအထုပ်ကိုဖြုတ်ချလိုက်တယ်ဖြုတ်လေးကိုကျွန်တော်တို့ဒီမှာဂျိန်လေးကိုဖြုတ်ချလိုက်ပြီးဖြုတ်ချပြီးသွားပြီဆိုလို့ရှိရင်ခဏကျွန်တော်ပြောသလိုပဲပုံဝါလေးကိုဒီလိုလေးစောင်းလိုက်တယ်စောင်းပြီးတော့ထဲကိုလက်နိုင်မယ်ငါကောင်းကြီးရောက်လာပြီလားဘာညာဆိုပြီးတော့မှကျွန်တော်တို့အထုပ်ထဲကနေပြီးတော့ငွေသုံးဖို့ကိုစီစဉ်ထားတဲ့ငှက်ကိုပေါ့နော်ဒီမှာတစ်ခါတည်းခုနကတော့ကျိုးလေးနဲ့ကျွန်တော်တစ်ခါတည်းလုံးလိုက်ပြီးလက်ကင်မွာလေးကိုထည့်လိုက်တယ်ပေါ့ကွာထည့်ပြီးတော့အကောင်သားကြီးအမလီဒီကောင်ဆွဲလာတယ်ဘာညာဆိုပြီးတော့ကျွန်တော်ယူသွားတယ်ဒီထဲမှာကျွန်တော်ကြံခဲ့တာငှက်ပဲကြံခဲ့တယ်ဟိုဟာကိုလုံးချပြီးတော့ယူသွားမယ်လင်မန်လေးအုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့မက်ဆေ့တိတ်နှိပ်3ဆိုပြီးတော့ပိုက်ကိုထိုးခိုင်းတယ်ကိုလည်းထိုးချလိုက်ရောဒုံးဆိုတာနဲ့ကြိုင်တယ်အမှကျွန်တော်တို့လောက်လာတဲ့ငှက်ကလေးဖြစ်သွားမယ်နော်ဒါကကျွန်တော်တို့မြေဝိုင်းမှာမှော်လိုကဝေလိုနဲ့အောက်လန်းလိုနဲ့ပြတဲ့လူတွေသုံးရတဲ့ဤပညာလေးကိုကျွန်တော်ကဒါပိသက်တွေအသိခောက်ကဲအဝင်မနှက်စေဖို့အတွက်ဒီပညာကိုဒါတကယ်အမှုပညာတစ်ခုတစ်ဖွဲကျော်ပြရင်တော့ကျွန်တော်တို့ကကျင့်တတ်ပါတယ်နှစ်သက်ပါတယ်အမှုပညာတစ်ခုတစ်ဖွဲမဟုတ်ဘဲနဲ့သူတို့ကိုသူတို့မော်ဆရာလိုအောက်လန်းဆရာလိုနဲ့ပြီးရင်အဆောင်တွေလက်ဖွဲ့တွေဆေးတွေမန်နန်တွေအဲ့လိုတွေပေးကြတဲ့အတွက်ဒါလေးကကျွန်တော်ကဘူးသူရတစ်ခုနေနဲ့အခုလိုရိုက်ကူးတင်ပြလိုက်ရခြင်းဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ပိသက်တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ Magician Mask ခေါ်နေနေပဲဖြစ်ပါတယ်ခင်ဗျာ